မင်္ဂလာပါမိတ်ဆွေအခုတလောခမည်းရဲ့ဘဝမှာဘာလို့တဆူတနေပြီးရှေ့ဆက်ဖို့လမ်းပြောင်းနေတယ်လို့ခံစားနေရသလားဗျာကြိုးစားတဲ့လို့လည်းအဖက်တင်မလားပဲငါရဲ့ကံတရားကပဲမှောင်အတိကျနေတာလားဆိုပြီးစိပြက်အားငယ်နေမိသလားငါစီကတော့ကံကောင်းခြင်းသည်ဘယ်တော့မှရောက်လာမှလဲလို့မိုးလင်းတိုင်းမျောလင်းချက်အိမ်မက်တွေနဲ့စောင့်စားနေပြီလားတကယ်တော့လေမိုးမရွာခင်မှာတင်တိုက်တွေကရှေ့ပြေးနေမိတ်ခေတ်တက်လာတတ်တယ်လို့နေမထွက်ခင်မှာအယွန်းလင်းရောင်လေးတွေကအမောင်းတို့ကိုအရင်ဆုံးခွင်းလာတတ်တယ်လို့ပါပဲခမည်းရဲ့ဘဝတဲကိုကံကောင်းခြင်းတွေအလုံးအရင်းနဲ့ဝင်လာတော့မယ်ဆိုရင်လေတဘာဝတရားကခမည်းစီကိုကြိုတင်ပြီးအချက်ပြလေးရှိတယ်ဗျာဒါဟာအကြားအမြင်မဟုတ်ပါဘူးခမည်းရဲ့အတွင်းစိတ်အပြောင်းလဲနဲ့တဘာဝတရားရဲ့စွမ်းရင်ကြားကထူးခြားတဲ့ချိတ်ဆက်မှုတွေပါပဲဒီနေ့ကျွန်တော်တို့သွားမဲ့ခီးစဉ်ကတော့ခမည်းစီကိုကံကောင်းခြင်းတွေတကယ်ဝင်လာတော့မယ်ဆိုရင်ဘာတွေထူးခြားလာတတ်တယ်လဲဆိုတဲ့အချက်ပြချက်တွေစီကိုပါမင်္ဂလာပါခမည်းအားလုံးကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်မိတ်ဆွေကျွန်တော်သိပါတယ်ခမည်းအခုဘလောက်တောင်မောနေမလဲဆိုတာတခါတလေကြောင့်ရင်ကိုကအစွမ်းကုန်ကြိုးစားနေပါလျက်နဲ့ဘာမှမထစ်လာတဲ့အခါဘေးနားကလူတွေအောင်ရင်သွားတာကိုထိုင်ကြည့်နေရတဲ့အခါငါအလဲရောဘယ်တော့မှရောက်မှလဲဆိုတဲ့မိကုန်းကရင်ထဲမှာစူးတစ်ချောင်းလိုပဲတနုံနုံခံစားရတယ်မဟုတ်လားအထူးသဖြင့်အသက်30ကျော်40တန်းနေမှာဆိုရင်တာဝန်တွေကလည်းပြိမျော်လင့်ချက်တွေကလည်းဝေးနေတယ်လို့ခံစားရတာမျိုးဟာလူတိုင်းကြုံတွေ့ရတဲ့ဘဝရဲ့အမှောင်ဆုံးအခိုက်အတန့်ပါပဲခမည်းတယောက်တည်းဒီလိုဖြစ်နေတာမဟုတ်ပါဘူးဗျာကျွန်တော်လည်းခံစားဘူးသလိုအပြင်လောကမှာအောင်မြင်နေပါတယ်ဆိုတဲ့လူသားတိုင်းဟာလည်းတချင်ကခမည်းလိုပဲအပယ်ခံရသလိုကန်ဆိုးနေသလိုခံစားဖူးတာကြီးပါပဲဒီနေရာမှာကျွန်တော်တခုပြောပြချင်တာကခမည်းအခုခံစားနေရတဲ့အထီးကျဲမှုနဲ့အစင်မပြေမှုတွေဟာတကယ်တော့ခမည်းရဲ့ကန်စားတာနှင်းကြနေတာမဟုတ်ပဲကံကောင်းခြင်းတွေဝင်လာဖို့အတွက်ခမည်းရဲ့အတွင်းစိတ်ကိုတဘာဝတရားကရှင်းလင်းရေး space cleaning လုပ်ပေးနေတာလည်းဖြစ်နိုင်နေဗျာအမိုက်တွေပြည့်နေတဲ့အခန်းတွေကိုပရိဘောဂအစ်စ်တွေသွင်းလို့မရသလိုပဲခမည်းရဲ့စိတ်ထဲမှာအမိုက်တွေအတ္တတွေဒေါသတွေပြည့်နေရင်ကံကောင်းခြင်းဆိုတဲ့စွမ်းရည်အစ်စ်တွေဝင်လာဖို့နေရမရှိဘူးလေအခုခမည်းကြုံနေရတဲ့အခက်အခဲတွေဟာအဲ့ဒီအမိုက်တွေကိုရှင်းထုတ်နေရတဲ့ပြောင်းလဲခြင်းရဲ့လက္ခဏာတွေပါပဲဒါကြောင့်ငါကံကဆိုးလာကြည်လားလို့ကိုအဖြစ်တင်နေတာကိုခဏလောက်ရက်ကြည့်လိုက်ပါအောင်ဗျာခမည်းအခုရင်ဆိုင်နေရတဲ့အရာတွေဟာတကယ်တော့ကံကောင်းခြင်းရဲ့ရှေ့ပြင်းနမိတ်တွေထိနေကြရင်ကောမိတ်ဆွေဘဝဓမ္မရဲ့အနှစ်စာရမှာကံဆိုတာအပြင်လောကကတစုံတစ်ယောက်ကဖန်တီးပေးလိုက်တဲ့စုလမဟုတ်ဘူးဗျာတကယ်တော့ကံဆိုတာစွမ်းအင်တစ်ခုပါပဲခမည်းရဲ့အတွင်းစိတ်ကထုတ်လွှတ်လိုက်တဲ့စွမ်းအင်နဲ့ပြင်ပလောကကရိုက်ခတ်မှုတွေပေါင်းဆက်သွားတဲ့အခါကံကောင်းခြင်းသို့မဟုတ်ကံဆိုးခြင်းလို့ခေါင်းစဉ်တက်လိုက်ကြတာမှာဒါကိုပိုပြီးမြင်တော့ဥပမာတစ်ခုနဲ့ပြောပြမယ်ဗျာခမည်းရဲ့ဘဝကိုရေဒီယိုတစ်ခုလိုမြင်ကြည့်လိုက်ပါခမည်းကကံကောင်းခြင်းဆိုတဲ့သချင်းတန်ကိုနားထောင်ခြင်းနဲ့ဆိုရင်အဲ့ဒီသချင်းလာနေတဲ့လွိုင်းနှုံးကိုအရင်မိအောင်ညှိရမယ်မဟုတ်လားအခုခမည်းကြုံနေရတဲ့စိတ်ရှုပ်ထွေးမှုတွေအစင်မပြေမှုတွေဆိုတာခမည်းရဲ့လွိုင်းနှုံးကိုအတိတ်ကနာကျင်မှုတွေကနေအနာဂတ်ရဲ့အခွင့်အလမ်းတွေစီကိုပြောင်းနေတဲ့အချိန်မှာထွက်လာတဲ့စူညမ်းတန်တွေပဲဗျာအဘိဓမ္မာသဘောနဲ့ပြောရရင်ကံဆိုတာအကြောင်းနဲ့အကျိုးဆက်ဆက်မှုပါခမည်းရဲ့ဘဝတွေကိုကံကောင်းခြင်းတွေဝင်လာတော့မယ်ဆိုရင်တဘောဝတရားကခမည်းစီကိုဒီလိုအချက်ပြချက်တွေပို့ပြူလေးရှိတယ်ဗျာပတ်ဝန်းကျင်အပြောင်းလဲခမည်းနဲ့မကင်နေတော့တဲ့တငယ်ချင်းတွေအစိတ်အတော့ထစ်တဲ့လူတွေကခမည်းဘဝတွေကနေအလိုလိုထွက်ခွာသွားကြမျိုးကြုံကြတတ်တယ်ဒါဟာခမည်းရဲ့ကံစားတာနင့်ကြလို့မဟုတ်ဘူးဗျာခမည်းရဲ့အောင်မြင်မှုခရီးစဉ်မှာပါဝင်ဖို့မထိုက်တန်တော့တဲ့လူတွေကိုတဘာဝတရားကနေရဖယ်ပေးလိုက်တာပါစိတ်သက်ရင်းကျက်လာခြင်းအရင်ကဆိုဒေါသထွက်เสียဝမ်းနယ်เสียကိစ္စတစ်ခုခုကြုံရင်အချိန်အကြာကြီးခံစားနေရပြီမယ်အခုနောက်ပိုင်းမှာတော့ဒါဟာထိတက်တဲ့သဘောပါလားဆိုပြီးအရင်တက်ပိုမြင်လာပိုပြီးရွှတ်ချနိုင်လာလိမ့်မယ်ဒါဟာခမည်းရဲ့ပါရမီစွမ်းရည်သည်မြင့်တက်လာပြီးကံကောင်းခြင်းတွေကိုလက်ခံဖို့စိတ်အစဉ်အတန်းအသင့်ရှိနေပြီဆိုတဲ့အချက်ပြပါပဲတိုက်ဆိုင်မှုများခမည်းတစ်ခုခုကိုလိုချင်တယ်လို့တွေးလိုက်တာနဲ့အဲ့ဒီအရာနဲ့ပတ်သက်တဲ့သတင်းစကားတွေလူတွေကခမည်းရှေကိုအမှတ်မတင်ရောက်လာတတ်တာမျိုးပါဒါကိုတိတ်ပတ်နီးနီးစနစ်နဲ့ပြောရရင်ခ
ခမရဲ့စိတ်ကအာယုံစူးစိုက်မှုမြင့်တက်လာတာကြောင့်ဖြစ်တယ်လို့ဓမ္မသဘောနဲ့ပြောရရင်တော့ခမရဲ့စေတနာစွမ်းရင်ကအကျိုးပေးဖို့နှိကပ်လာတာပဲဗျာအဲ့ဒီတော့မိတ်ဆွေခမအခုကြုံနေရတဲ့မုံတိုင်းဟာခမကိုဖျက်ဆီးဖို့လာတာမဟုတ်ပဲခမရဲ့လမ်းပေါ်ကအမိုက်တရိုက်ဒီကိုရှင်းထုတ်ပစ်ဖို့လာတာပါလို့တွေးကြည့်ရင်ခမစိတ်သက်သာရသွားလိမ့်မယ်ကဲအခုဆိုရင်ကံကောင်းခြင်းတွေဝင်လာတော့မယ်အချက်ပြချက်တွေကိုသိပြီဆိုတော့အဲ့ဒီကံကောင်းခြင်းတွေကိုအမိအားဖမ်းစုံနိုင်အောင်ခမဘက်ကဘာတွေပြင်ဆင်ထားရမလဲဆိုတာလက်တွေ့ကြပြောပြမယ်ဗျာအချက်၃ချက်ကိုပဲအာရုံစိုက်ကြည့်အောင်နေရာဟောင်းကနေထွက်ခဲ့ပါကားတစ်စီးမှာအင်ဂျင်အသစ်လဲထားပြီးမဲ့အပေါ်ပိုက်စိတ်အဟောင်းတွေတန်ကြီးတက်နေရဲ့ဝက်အယိုးတွေကိုမဖြုတ်ဖင်းရင်ကားကအရှိန်အဟုန်နဲ့မပြေးနိုင်ဘူးမဟုတ်လားအဲ့ဒီလိုပါပဲခမရဲ့ဘဝတွေကိုကံကောင်းခြင်းတွေဝင်လာဖို့ဆိုရင်ခမရဲ့စိတ်ထဲမှာဆွဲကင်ထားတဲ့ငါကကန်ဆွဲတဲ့လူပါဆိုတဲ့အယူအဆအဟောင်းကြီးကိုအရင်ဆုံးဖျောက်ပြရမယ်အတိတ်ကတော့ပြီးသွားပြီအခုငါရှေ့မှာအခွင့်အလမ်းအသက်တွေလာနေပြီဆိုတဲ့ယုံကြည်ချက်ကိုခိုက်ထိုက်မှစိုက်ထူလိုက်ပါဒါဟာကံကောင်းခြင်းတွေဝင်လာဖို့အတွက်လမ်းခင်းလာမယ်ဗျာမေတ္တာနဲ့ကျေးဇူးတင်မှုကိုတန်လိုက်လို့သုံးပါကံကောင်းခြင်းဆိုတာအေးမြတဲ့စွမ်းအင်ပါအေးမြတဲ့စွမ်းအင်ဟာပူလောင်နေတဲ့နှလုံးသားထဲမှာကြာကမနေနိုင်ဘူးဒါကြောင့်ခမရဲ့စိတ်လွှိုင်းလုံးကိုမေတ္တာနဲ့မြင်တင်ရမယ်နေ့တိုင်းအိယာနိုခဲ့အခါငါဒီနေ့အသက်ရှင်တန်းခွင့်ရတာကျေးဇူးတင်တယ်ငါမိသားစုကျမ်းမာနေတာကျေးဇူးတင်တယ်ဆိုတဲ့တေးသေးလေးတွေကနေစပြီးကျေးဇူးတင်တတ်တဲ့အလေးအကျင့်လုပ်ကြည့်ပါကျေးဇူးတင်တတ်တဲ့စိတ်ဟာကံကောင်းခြင်းတွေကိုဆွဲယူတဲ့အားကောင်းဆုံးတန်လိုက်ပါပဲဗျာခမကလောကကြီးကိုကျေးဇူးတင်လေလောကကြီးကခမကိုကျေးဇူးတင်စရာတွေပိုပိတ်လေဖြစ်လာလိမ့်မယ်တတိနဲ့အသင်ဆောင်နေပါအခွေတလန်းဆိုတာတကားကိုအကျဲကြီးလာခောက်တာမဟုတ်ပဲခတ်တိုးတိုးလေးလာတတ်တာမျိုးပါခမကအပူတွေထဲမှာပဲနစ်နေရင်သို့မဟုတ်ဖုံးထဲမှာပဲအချင်းကုန်နေရင်အဲ့ဒီအချက်ပြသံကိုကြားမှာမဟုတ်ဘူးဒါကြောင့်တတိထားပါခမရှေ့ကိုရောက်လာတဲ့လူသေးစကားပြောဆိုချက်တစ်ခုခုသို့မဟုတ်အမတ်မထင်ဖတ်လိုက်ရတဲ့စတဲ့စားတစ်ခုခုကခမဘဝကိုပြောင်းလဲပေးမဲ့ကံကောင်းခြင်းရဲ့တော့ချက်ထင်နေနိုင်တယ်အဲ့ဒီအခွင့်အလမ်းကိုမြင်အောင်ကြည့်နိုင်ဖို့ခမရဲ့စိတ်ကိုတင်ငင်ပြီးကြည်လင်အောင်ထားရမယ်မိတ်ဆွေကံကောင်းခြင်းဆိုတာထွိုင်းဆောင်နေရတဲ့အရာမဟုတ်ပဲကိုကကြိုဆိုရမယ်ဧည့်သည်တို့ကြီးလို့ပါခမဘက်ကအသင်ရှင်နေပြီဆိုတာနဲ့တဘာဝတရားကခမမယွံမမျော်လင့်ခဲ့တဲ့လက်ဆောင်ဒီကိုအထုတ်လိုက်အပိုးလိုက်ပူဆောင်လာလိမ့်မယ်ညီကုန်းချုပ်အနေနဲ့ကျွန်တော်တခုပဲမှာပါတော့မယ်အဲ့ဒါကတော့ကိုပြန်ယုံကြည်ပေးဖို့ပါခမရဲ့ဘဝမှာကြုံခဲ့ရတဲ့ဆုံးရှုံးမှုတွေနာကျင်မှုတွေဟာခမကိုဖျက်ဆီးဖို့လာတာမဟုတ်ဘူးအဲ့ဒီအခက်အခဲတွေကခမကိုပိုပြီးတင်ငိမ်ပိုပြီးရင့်ကျက်တဲ့လူတယောက်ဖြစ်အောင်တွေးပေးလိုက်တဲ့ကြောက်စင်နေပါပဲအခုခမဒီစကားတွေကိုအဆုံးထိနားထောင်နေပြီဆိုတဲ့ကခမရဲ့အတွင်းစိတ်ကပြောင်းလဲဖို့အသင့်ရှိနေပြီဆိုတာသိကြပါတယ်အမောင်ဆုံးအချိန်ဟာအလဲလာဖို့အတွက်အနည်းဆုံးအချိန်ပါပဲခမရဲ့လက်ရှိအခက်အခဲတွေဟာမကြခင်မှာကံကောင်းခြင်းတွေအဖြစ်အသွင်ပြောင်းလဲသွားတော့မှာပါဒါကြောင့်စိတ်မပြတ်ပါနဲ့အားမငယ်ပါနဲ့ခမဟာအောင်မြင်ထိုက်တဲ့လူတစ်ယောက်ပါပဲဒီနေ့ကစပြီးခမရဲ့နှလုံးသားဟာရေပင်လိုကြည်လင်အေးမြပါစေခမရှေ့ဆက်မဲ့လမ်းတိုင်းမှာအနှောက်အယှက်တွေကင်းစင်ပြီးအခွင့်အလမ်းကောင်းတွေပွင့်လန်းပါစေခမစိုက်ပျိုးခဲ့တဲ့စေတနာပန်းကင်းကြီးကနေအောင်မြင်မှုအသီးပွင့်တွေကိုစိတ်ချမ်းသာစွာနဲ့ဆွတ်ခူးနိုင်ပါစေမိတ်ဆွေရဲ့ဘဝတွေကိုကံကောင်းခြင်းတွေအရှိန်အဟုန်နဲ့စီးဝင်လာပါစေလို့ကျွန်တော်ကဒီနေရာကနေလှိုက်လဲဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာကိုစိတ်နှဖျားဘေးရန်ကွာလေကျမ်းမာချမ်းသာကြပါစေ